ဖုန်းတစ်လုံးနဲ့အလေးချိန်တိတ်မကွာတဲ့ tablet တစ်လုံးကိုတွေ့ဘူးလား Huawei MatePad Mini ဟာကပ္ပအပါဆုံးနဲ့အပေါ့ဆုံး tablet ဖြစ်လာဖို့ရည်ရွယ်ထားတာပါသူ့ရဲ့အထူက 9.2 mm ပဲရှိပြီးအလေးချိန်က260 gram လောက်ပဲရှိတာကြောင့်အိတ်ကတ်ထဲထည့်သွားလို့ရတဲ့ဖုန်းတစ်လုံးနဲ့ဘာမှမထူးခြားတော့ပါဘူးဒါလောက်သေးတဲ့ tablet ကဖြော်ဖြေရေးအတွက်ပဲလားဆိုတော့မဟုတ်ပါဘူးအလုပ်ကိစ္စအတွက် WPS Office တို့ Excel တို့ကတော့စမတ်ကြအသုံးပြုနိုင်တယ်အထူးသဖြင့်သူ့ရဲ့8.8 လက်မအရွယ် OLED မျက်နှာပြင်ကနီးရောက်အောက်မှာလေးတောက်ပနေပြီးမျက်လုံးကိုအားမဆိုင်အောင်ပြုလုပ်ပေးထားတာပါနိုင်ရှင်းကြည့်မယ်ဆိုရင် iPad mini မှာတော့ဘက်ထရီက 9000 mAh လောက်ပဲရှိပေမဲ့ Huawei MatePad mini ကတော့ 6400 mAh အထိပိုကြီးမားတဲ့ဘက်ထရီကိုပိုင်ဆိုင်ထားပါတယ်။ပါလွာပေါ့ပါလုံးလို့လက်နဲ့တနေကုန်ကြိုက်ထားရင်တော့လက်မောင်းအားမဆိုင်ရတဲ့လောက်ပါပဲ။ခရီးသွားရင်လည်းအိတ်ထဲထည့်လိုက်ရုံနဲ့ပြီးသွားတာမဟုတ်လို့ခေါင်းအေးနဲ့အလုပ်တွေကိုပြည့်မြောက်အောင်လုပ်ဆောင်နိုင်ပါလား။အခုဆိုရင် laptop အလေးကြီးတွေမလိုတော့ဘူးလို့ပြောရင်တချို့ကမယုံကျင်ကြဘူး။ဒါပေမဲ့ဒီ MatePad mini ကိုလက်ထဲကင်ကြည့်လိုက်ရင်တော့အပြေကချက်ချင်းပေါ်လာမှာပါ။